နေ့ဗီဒီယိုမှာတော့ကျွန်တော် CapCut ရဲ့ Pro feature တွေတခုကိုစမ်းပြမယ်ပေါ့နော်တကယ်လို့ကိုက CapCut Pro လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်အခုပြထားတဲ့ page ကနေပြီးတော့တွားဝယ်ယူအားပေးလိုက်ရပါတယ်Okay ဒီတစ်ခေါက်စမ်းမြတ်မှာတော့ auto reframe ပေါ့နော်ကျွန်တော်တို့ရဲ့ video တွေကိုကျွန်တော်တို့ auto reframe လေးနဲ့တစ်ချက် on ကြည့်အောင် Okay auto reframe ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ video ကိုပြန်ပြီးတော့ ratio ပြန်ပြောင်းတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အလဲရိုက်ထားတယ်အဲ့တော့ကျွန်တော်တို့အထောင်လိုချင်တယ်ဆိုလို့ရှိရင် line system လေးပြန်ပြောင်းလိုက်တာနဲ့ပြီးရင် apply လုပ်လိုက်တာနဲ့ရပြီပေါ့နော်အဲ့ဥမှာပါတယ်ဒီ image stabilization ဆိုတာသူကဒီမှာ flexible ရဲ့ default stable ပေါ့နော်ဆိုတော့ flexible ကကြတော့သူကဖြည်းဖြည်းချင်းလေးပဲ slow လေးပဲလိုက်ပြီးတော့မျက်နှာ tracking လုပ်တာပြီးလို့ရှိရင် default တော့အခုပုံမှန်ပေါ့နော်page stable ကျတော့လုံးအောင်ကြက်နေအောင်လုပ်ပေးတာပေါ့နော် tracking ကိုလုံးဝမျက်နှာသွားတဲ့နောက်ကိုတောက်လျှောက်လိုက်အောင်လုပ်ပေးတာပေါ့နော်ပြီးရင် camera moving speed ကိုကျွန်တော်တို့ default ထားမလား fast ထားမလား slow ထားမလားကြိုက်တယ်လုပ်လို့ရတယ်ပေါ့နော်ပြီး apply လေးနှိပ်လိုက်ရင်ရပြီ okay အဲ့ဒါဆိုလို့ရှိရင်ဒီ video ကလုံးဝnice system ပဲဖြစ်သွားပြီပေါ့နော်ဆိုတော့မျက်နှာသွားတဲ့နောက်ကိုဒီမှာကြည့်လိုက်သူတောက်လျှောက်လိုက်သွားမယ်ပေါ့နော်ဆိုတော့ဒီ feature လေးကကျွန်တော်တို့လိုလားဆိုလို့ရှိရင်တော့လိုတယ်ပေါ့နော်ဘယ်ညရင်လိုလဲဆိုတော့ကျွန်တော်တို့က video တွေကိုအခုလိုမျိုးဒီ Facebook တို့ Instagram တို့ပြီးလို့ရှိရင် TikTok တို့ဘာလို့အစားပါနော် social media တွေပြောင်းပြီးတင်တဲ့ခါကျလို့ရှိရင် frame တွေ ratio တွေကမတူတော့ဘူး Facebook မှာကျတော့ဒီမျိုးအလျားလိုက်ကိုပို့ပြီးတော့ကြည့်တာများပေမဲ့ဒီ TikTok တို့ Instagram reel တွေကြလို့ရှိရင်တော့ကျွန်တော်တို့ down လိုက်ပြန်ပြောင်းရတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ဒီမျက်နှာကိုလိုက်ပြီးတော့ tracking မှတ်တဲ့ဟာကျွန်တော်တို့အလုပ်ဖြစ်တယ် ISO ကိုဒီ CapCut PC မှာပါတဲ့ဒီ auto reframe လေးနဲ့ဆိုလို့ရှိရင်တော့ quality ဖြစ်သွားမယ်ပေါ့နော်တကယ်လို့ကိုက CapCut PC နဲ့ပတ်သက်ပြီးတော့ပိုသိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်သင်ပေးထားတဲ့ဒီ editing course နှစ်ခုကိုဝယ်ယူအပ်ပေးလိုက်ရပါတယ်ပထမတစ်ခုကတော့ဒီ beginner course ပေါ့နော်နောက်တစ်ခုကကျတော့ wedding edition course ပေါ့ဆိုတော့ထုံးစံတိုင်းအသေးစိတ်ကတော့ကျွန်တော် Telegram မှာပဲသွားရှာကြည့်လို့ရပါတယ် Okay အားလုံးကျေးဇူးတင်ပါတယ်